ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးဟောတယ်ကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်ထင်မယ်နံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်ကုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလုံးဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်စိုက်တဲ့လူအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာအရေးအာဝါဒတွေနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပအာရမဆိုတာခုခေတ်ဆိုရင်ခြံလုပ်ငန်းလို့ဟာမျိုးပေါ့နော်ခြံသစ်ပင်စိုက်တယ်ဥယျာဉ်စိုက်တယ်ရောပဆိုတာစိုက်ပျိုးတာဥယျာဉ်တွေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။ဘာကြောင့်လို့ဆိုရင်သူကုသိုလ်ကထာဝရကုသိုလ်နေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါထာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးထားတယ်ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမိပြုပြီးတော့စားစရာတွေပြပြဝါရခိုးစားတော့လည်းသွားမကြွေးလေးနဲ့တန်းတယ်အဲ့လိုတစ်ပင်စိုက်ထားလို့ရှိရင်တော့အကျိုးပြုမှသိကြတယ်နော်အဲ့လိုတစ်ပင်စိုက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့တစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲတပင်ရိပ်တွေပါမှီပြီးတော့သူတို့ရဲ့ဘုံမိမ့်မှန်တွေကရှိတယ်တပင်ခုတ်လိုက်လို့ရှိရင်ဘုံမိမ့်မှန်ပြုတ်ကြတာတွေ့တယ်မလားဘောလမြိုင်ဘက်မှာမြေပြိုးတာတွေ့တယ်မလားမြေပြိုးရင်အိမ်တွေလည်းပါသွားတာအဲ့တော့တပင်လဲရင်လည်းတပင်ပေါ်မှာရှိတဲ့ဘုံမိမ့်မှန်တွေပျက်စီးမှာပေါ့ဒါထုံးစံသူတို့ကံအားလျော်စွာဒီယောဂစိုးဆိုတာတစ်ပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးဆရာဆွဲတယ်လို့ဘယ်ကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့ယောဂစိုးတစ်ပင်ကွာကြထိုင်နေရုပ်မြောက်လို့ဖြစ်နေမှာဆိုလိုတာကယောဂစိုးမှာဖိမှန်2မျိုးရှိတယ်အမျိုးအစား2ခုရှိတယ်ယောဂစိုးရဲ့ဖိမှန်ဟာတစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဖိမှန်မျိုးတစ်ခုတစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဗိမာန်တစ်ခု2ခုရှိတယ်။တစ်ခက်ပေါ်မှာတီးတဲ့ဗိမာန်ကိုတာခထဗိမာန်လို့ခေါ်တယ်။တာခါဆိုတစ်ပင်တစ်ခက်တာခထထဆိုတာအဲ့ပေါ်မှာတီးရှိနေတာ။တစ်ခက်ပေါ်၌တီးရှိနေသောဗိမာန်နဲ့နေတဲ့ယုတ်ကစိုးကိုတာခထ။ဟောအဲ့ဒါကြတော့တစ်ကိုင်းခုတ်လိုက်တာနဲ့တစ်ကိုင်းကုံသွားရင်သူ့ဘိမှပျက်စီးသွားတယ်။ဒါမှမဟုတ်ဗမာတွေကနတ်နိကိုင်းချန်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာ။တစ်ကိုင်းကုံအောင်မခုတ်ဘူး။တစ်ကိုင်းကုံလို့ရှိရင်သူတို့ဘိမှရပ်တည်နိုင်စွာမရှိတော့ဒီတစ်ပင်မောမြောက်လို့နေတာမဟုတ်ဘူး။တစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံဘိမှနေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်ပဲမြေပေါ်မှာအိမ်ဆောက်နေကြတာလေ။မြေကြီးပေါ်တိုင်းအဲ့ထမှာမဟုတ်တာ။နတ်တွေလည်းပဲတစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ရုက္ခထဗိမာန်ဆိုတာကြတော့တစ်ပင်ကြီးလဲလိုက်လို့သင်္ဂုတ်တူရှိနေသေးတော့သူ့ဘုံမိမမပြတ်သေးဘူးဒါရုက္ခထတစ်ပင်ရှိနေသည်ဗျအမြစ်ပါတူးပြစ်မှသူ့သိဘုံမိမပြတ်တယ်ဒါမို့ယောဂဇော2မျိုးနော်တစ်ခက်တွေကောင်းခုတ်ရင်ယောဂဇောစိတ်ဆိုးတယ်သူ့ဘုံမိမနေပျက်စီးတယ်တချို့ယောဂတို့ကစိတ်မဆိုးဘူးဘာကြောင့်လို့ဆိုရင်တစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တူရှိနေလို့ရနေသေးတယ်သူ့ဘိမှမပြတ်ဘူးအဲ့တော့ကိုမမြင်ရမယ့်တရားတွေဟာလည်းပဲအခုလို့အယံဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအပြင်တရားတွေပေါ်မှာအများကြီးကျိုးပြုသွားတယ်ဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာနေတတိယရဲ့နေညတတိယရဲ့ညကုသိုလ်တွေတိုးတယ်
အိပ်ပျော်နေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေ့တတိယရင်နေ့ကုသိုလ်ရမယ်ညတတိယရင်ညတိုးမယ်နော်လူကခေါ်နေနေပြီကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့ဒါအဲ့တော့လူကအိပ်ပျော်နေပြီတိုးတာတော့အတိုးပါပဲပတ်စံအတိုးကတော့တိုးတယ်လူအိတ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီးထားရင်တော့အဲ့ဒါအတိုးကတက်နေမှာနော်လူအိတ်နေလဲအတိုးကတော့မအိပ်ဘူးလို့ပြောကြတယ်လေဒါကြောင့်အဲ့ဒါမျိုးကတော့တိုးတယ်ကုသိုလ်ကတော့မတိုးဘူးအိတ်နေလို့ကတော့ကုသိုလ်ကမတိုးဘူးတောင်တွေးမြောက်တွေတွေးနေလဲကုသိုလ်ကမတိုးကုသိုလ်တိုးတာဘယ်ချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလောက်ထားတယ်ဟာဒီလိုဆိုလို့နော်အဓိပ္ပာယ်အဲ့ဒါလိုအဓိပ္ပာယ်နောက်တစ်ခုကဝဏရောပသစ်ပင်ဆိုင်တယ်သစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်သစ်ပင်ဖြစ်လာလို့ရှိရင်သစ်ပင်ကောင်းငှက်တောင်းခိုးဆိုတာမျိုးလို့အများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့သရဝါတွေကိုအာဟာရနဲ့ပံ့ပိုးထောက်ပံ့ပေးရရောက်တယ်ပေါ့သစ်ပင်ကိုမှီပြီးတော့စားတော့ကြတဲ့သရဝါတွေအများကြီးဟာသစ်ပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့သစ်ပင်ဆိုင်ပြိုးခြင်းကုသိုလ်ဝဏရောပါလို့ဒီလိုခေါ်တယ်နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့သစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတော့မဟုတ်မြေရေတော့မရှိဘူးကဘာ6ကဘာရှိနေတယ်အဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ဂုတ်ထိတ်တရားလို့ပေါ့ဟိုဘက်ကူးလို့ရတယ်ဟာအဲ့လိုတရားမျိုးပေါင်းကူးတာတွေလုပ်ပြီးတော့လှူတယ်နောက်ကားသွားလို့မရအောင်ဂျိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ်ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်နော်တေတုလို့တေတုဆိုတာတရားယေဇနာတေတုကာရကတရားခင်းသူကိုတေတုကာရကလို့ခေါ်တယ်သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့တရားခင်းပေးရင်လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်၃မျိုးနောက်တစ်ခုကဘာလို့ဆိုပပင်စဥဒ္ဒပါနိစရေတရန္တိဥပတ္တယပပင်စဆိုတာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပျောက်နေတယ်တော်တော်များများပျောက်သွားပြီတော်ရဒီမှာတော့ရှေးဦးစင်ယဉ်ကျေးမှုတဲ့နော်ရှေးဦးစင်ယဉ်ကျေးမှုခုခေတ်တော့ရေဦးစင်တဲရနည်းနည်းရှားလိုက်ပေါ့လေရှေးဦးစင်ယဉ်ကျေးမှုကုသတတ်တဲ့ယောဂဝေဒနာတွေပေါ်တော့လေရေဦးစင်သူတော့ကိုတော့ဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သို့မဟုတ်ပါဇက်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့နှီးလည်းရှိပါတယ်နော်ဆိုလိုတာခရီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေဆံငမ်းမွတ်နေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့အောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲသွားလာတဲ့လူတွေကိုပန်းပြေပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘယ်သူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဆာလောင်မွတ်သိမ့်လို့ရှင်ရှည်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲထာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်ထာဝရကုသိုလ်ခုခေတ်တော့ခင်ပြီးတော့ရေသမှုလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်
ပိုက်ကလည်းပဲဟိုဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘလို့ထားတော့ဆိုရင်ပိုက်ခေါင်းတွေကသူကအပေါ်အစွတ်ကလေးနဲ့ထားတာအဲ့ဒီအစွတ်ကလေးကိုမတင်လိုက်မှရေထွက်တာဟိုလှဲ့တဲ့ဟာမဟုတ်သူကပိုက်ခေါင်းမှာအစွတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရေထွက်သွားအဲ့ကြတော့သူကနွားတွေတောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားဗမာပြည်ကရေကောင်းတော့တောက်လို့ရမှာမဟုတ်သွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်ဒီဟာဟိုကတော့မတင်လိုက်တာနဲ့ရေထွက်လာမြောက်ကလည်းတောက်တတ်တယ်နွားကလည်းတောက်တတ်တယ်အဲ့ဒီရေဦးစင်မျိုးအဲ့ဒါလို့ရေဦးစင်လှုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်လူတို့အကျိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဓပါဏရေတွေတူလောင်ထားတဲ့တွင်းရေတွင်းရေကန်ရေကန်ပဲဖြစ်ဖြစ်ရေတွင်းပဲဖြစ်ဖြစ်ရေရှားတဲ့အရာဒေသတွေမှာအဝီစီတွင်းတူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်းတူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကန်ဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရေဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်မွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်ထဲကအပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မမျက်နှာလေးသိလျက်ရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်အဲ့ဒီအကျိုးတွေကိုမြုပ်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလှူဒန်းထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး5မျိုးရှိသွားတယ်နံပါတ်1ကအယံဥယျာဉ်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်များအတွက်သစ်ပင်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ရှေးအိုးစင်လှူဒန်းတဲ့ကုသိုလ်ရှေးတွင်းရေကန်လှူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေနဲ့သက်ဆိုင်နေရဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လောက်တာနောက်ဆုံးဟာရေတတန္တိဥပတ္တယံခီးသွားလာတဲ့နေရာမျိုးတွေမှာဥပတ္တယဆိုတာအဆောက်အဦပေါ့နော်ရေတတန္တိဥပတ္တယံအဆောက်အဦဆောက်လှူတယ်ဆိုဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအဆောက်အဦတုံးလို့ဆိုတာလည်းမပါဘူးဘယ်သူကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအားလုံးဟာခီးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိပ်ဆက်လို့ရတယ်ဆရာကတုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော်အကောင်ပိုင်းဆရာကတုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အဆရာကတုံးဆိုတာအဲ့ဒါကာမပါဒကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအိပ်လို့လည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းတော်လမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တာပီတိဖြစ်เสียထာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ6မျိုးနဲ့ရသော်ဘုရားကဖြေလိုက်တာဘယ်ပုဂ္ဂိုလ်တွေမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာတယ်လဲကုသိုလ်ဆိုတာတခါတတိယပီတိဖြစ်တိုးပြန်တယ်တခါတတိယပီတိဖြစ်တိုးတယ်အဲ့ဒါလို့တိုးအောင်လုပ်တဲ့နည်းနဲ့အဲ့ဒီမှာမြတ်စွာဘုရားဟောတာဘာကုသိုလ်လို့ဒီတခုတည်းမပြောပဲနဲ့ထာဝရကုသိုလ်မျိုးတွေနဲ့ယူပဲပြောထားတာခွာကြည့်လိုက်ကြည့်လိုက်မယ်ဆိုအလုံးဟာထာဝရကုသိုလ်တွေထာဝရဆိုတာရွေရှားလို့မရတဲ့ထာဝရကုသိုလ်တွေပဲเนาะတဏှာထဲမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲအဲ့ဒီထာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့နေနေညညတတိယတိုင်းဝန္တာရွှင်မျိုးပီတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနတ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်တယ်အဲ့တော့အလုံးစိတ်ထဲမှာကြည်နူးစရာကောင်းတယ်ကိုလုပ်တဲ့အလုပ်တွေမြတ်စွာဘုရားကဒီတရားဟောထားတာကိုနိုင်မှတ်သားထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝမှာထာဝရကုသိုလ်မျိုးတစ်ခုလုပ်ထားလို့ရှင်ဘလောက်ကြည်နူးစရာကောင်းမလဲနော်
တခဏသာဖြစ်တဲ့ကုသိုလ်မျိုးမဟုတ်ဘဲနဲ့ထာဝရကုသိုလ်မျိုးတွေကိုတို့တွေလုပ်ရတယ်လို့စိတ်ထဲမှာဝန္တာပီတိဖြစ်ရအဲ့တော့ဒီဝန္တာပီတိဖြစ်เสียဒီတောရိပ်တောင်ရိပ်ဆိုတာဟာလောကကြီးကိုအေးချမ်းစေတဲ့နေရာတွေဖြစ်ရမြမကတောတောင်ရဲ့သဘာဝတောတောင်ကိုအမိပြုပြီးတော့သူတော်ကောင်းတွေဟာနေကြထိုင်ကြတာဖြစ်တော့ကြောင့်တောတောင်တွေပျောက်ကွယ်သွားခြင်းအပြင်သူတော်ကောင်းတွေစိတ်ဆင်းရဲစရာဖြစ်တယ်တောတွေတောင်တွေတောင်ပြိုတောပြုံးပြီဆိုလို့ရှိရင်ပထမဆုံးထိခိုက်တာတော့တိရစ္ဆာန်တွေပဲပေါ့နော်တိရစ္ဆာန်တွေထိခိုက်တယ်တောထဲမှာနေတဲ့တိရစ္ဆာန်တွေဟာသူတို့နေရာဌာနကြီးကပုံပြောက်လာတောတွေပြုံးတယ်တောင်တွေပြိုတယ်ဆိုနေစရာမရှိတဲ့အခါတိရစ္ဆာန်တွေနဲ့လူတွေဟာပဋိပက္ခဖြစ်လာကြဒါမို့လို့ဒီနာတိုက်ကြီးတို့ဥက္ကံတို့ဆိုခဏခဏဆင်းနေဆင်းရိုင်းနေဆင်းလာပြီးတော့လူတွေရဲ့စိုက်ခင်းတွေဖြစ်စည်းတယ်ဆိုတာတောပြုံးလို့ဖြစ်လာတဲ့ပြဿနာတွေဒါဖြစ်တယ်ပေါ့ဒီနာဘေကုဏအယတ်ဒီမှာလည်းထို့တူပဲယမယံခါတောဆင်းရိုင်းတွေဝင်ရောက်ပြီးတော့ဖြစ်စည်းတယ်ဆိုတာလူတွေလှုပ်တဲ့အလုပ်တွေကြောင့်မို့လို့လူတွေကိုတုံ့ပြန်ဒုက္ခပေးတဲ့အနေအထားမျိုးအလုံးတိရစ္ဆာန်တွေဒုက္ခရောက်တယ်တောတောင်ကောင်းသွားပြီဆိုရင်တိရစ္ဆာန်တွေဟာဘလို့အေးချမ်းသာရမှုရှိကြမလဲသူတို့တောထဲမှာကေဟစနစ်ဆိုecology ဆိုတခုနဲ့တခုဆက်ဆွဲပြီးတော့သူတို့အသက်ဘဝရှင်သန်နေကြတာဖြစ်တယ်နော်ဆက်သွယ်ပြီးရှင်သန်နေသူတော်ကောင်းတွေရဲ့ရှုထောင့်ကကြည့်လိုက်မယ်ဆိုရင်သူတော်ကောင်းတွေထဲမှာထူးခြားဆုံးသူတော်ကောင်းကမြတ်စွာဘုရားအဲ့မြတ်စွာဘုရားဘဝလေးကိုနည်းနည်းစဉ်းစားကြည့်ဘောဓဝင်ကိုသိတဲ့ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားဘဝဟာတောနဲ့အမတမဆက်ဆက်တယ်ဖွာတော်မူတဲ့အခါမှာလည်းတစ်ပြက်အောင်မဖွာတယ်နော်ချင်းမခါနာတို့သွားပြီးဖွာတာမဟုတ်ဘူးအဲ့မြတ်စွာဘုရားတော့တစ်ပြက်အောင်မဖွာတယ်လောမဏီတစ်ပြက်အင်းကြီးမအောင်မဖွာတယ်မွေးဖွာပြီးတော့လေဒီတရားချစ်မှုနန်းတော်ကထွက်ခွာသွားပြီ29နှစ်အရွယ်တောထွက်ပြီ6နှစ်တရားကျင့်တော့လေတောထဲမှာပဲကျင့်တယ်တပည့်အောင်မှာပဲကျင့်မွေးတော့ကလည်းတပည့်အောင်မှာမွေးတယ်တရားကျင့်တော့လေတောထဲမှာတပည့်အောင်မှာကျင့်တယ်ဖျားဖြစ်တော့ကောမဟာဗောဓိပင်အောင်မှာဖျားဖြစ်တယ်ဖျားဘဝမှာနေတဲ့အခါရောစေတဝဏီဝိဟရတိဝေလူဝဏီဝိဟရတိဣတိပတနေဆိုတာဒါတွေအားလုံးဟာတောတွေတောင်တွေကြီးပဲကောမြတ်စွာဘုရားရဲ့ဘဝမှာတောတောင်တွေမှာပဲသတင်းသုံးနေထိုင်သွားတာရာသက်ပံလို့ပဲတောတွေတောင်တွေထဲမှာပဲသတင်းသုံးပြီးတော့နေထိုင်သွားတယ်ပြိဋိဘံဆန်တဲ့အခါကျတော့လေကုသိနာရာလို့ခေါ်တဲ့ကုသိနာယုံမန္တမင်းတို့ရဲ့အင်းကြီးဥယျာဉ်တွေကအင်းကြီးမဲ့နှစ်ပင်ချာမှာပြိဋိဘံဆန်သွားမြတ်စွာဘုရားဟာဘုရားဖြစ်တော်မူတဲ့အချိန်ဘုရားအဖြစ်အသိဉာဏ်တူရတဲ့အချိန်မှာဘောဓိပင်ကိုကြောပေးပြီးတော့အရှိလောကရကိုကြည့်ပြီးထိုင်ပြီးတော့ဘုရားဖြစ်တာနေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဘုရားဖြစ်တာဘာအဓိပ္ပာယ်ဆိုတာကိုတော့မပြောကြပါနဲ့ကိုယ့်အကိုစဉ်းစားကြည့်မယ်ဆိုရင်ပြောလို့ရတာဘာတစ်ခုတော့မြတ်စွာဘုရားအရှိလောကရကိုကြည့်ပြီးတော့နေထွက်တဲ့အရာကိုကြည့်လိုက်တော့အဲ့ဒီမှာဖျားဖြစ်ခြင်းရဲ့အဓိပ္ပာယ်ဘာလို့ဆိုရင်နေမင်းကြီးပေါ်လာလို့ရှိရင်လောကလူတွေဟာလောကလူတွေဖို့အမှောင်ပြောက်ပြီးတော့အလင်းရောင်ရောက်လာတာပဲလေဖျားပွင့်လာခြင်းဟာလည်းပဲအရှိဘက်ကိုမျက်နှာမူပြီးတော့ပွင့်သည့်အတွက်ကြောင့်လောကကြီးကိုအလင်းပေးမယ်ဆိုတဲ့သဘောကိုဖော်ပြနေတာဟုတ်လောကကြီးကိုအလင်းပေးနေထွက်တဲ့ပဲမြတ်စွာဘုရားဆိုတဲ့ဒီအသိဉာဏ်နေမင်းကြီးဟာထွက်ပေါ်လာတဲ့အခါလောကလူသားတွေအမှန်တရားကိုသိရှိခွင့်ရတယ်နေထွက်လာတဲ့အခါအမှောင်တွေပျောက်ပြီးတော့လူတွေဟာအကောင်းဆုံးအကြောင်းကျိုးမျက်စိနဲ့မြင်လို့ဆုံးဖြတ်နိုင်စွာဖြစ်လာ
မြတ်စွာဘုရားပွင့်လာတော့လေတရားဓမ္မကိုသိကြတာနေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ပွင့်တာဟာဒီအဓိပ္ပာယ်ကိုဆောင်တယ်လို့ဆိုတာဖြစ်တယ်သို့သောတက်တော့80ပြည့်တဲ့အခါမှာပြိဋိဘံဆံတော်မူတော့မယ်ဆိုတဲ့အချိန်မြောက်ဘက်ကိုခေါင်းထားပြီးလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမျက်နှာကဘယ်ရောက်သွားအနောက်ဘက်ရောက်သွားကိုယ့်ကိုအိတ်ကြည့်မသေးကြလို့ရှင်ရန်ကုန်လူတွေတောင်မြောက်လဲကွဲတာမဟုတ်ဘူးကွန်ပတ်စ်လေးရှာထားမှဘယ်ဘက်ကတောင်လဲဘယ်ဘက်ကမြောက်လဲတွေ့ကြနော်အဲ့တော့မြောက်ဘက်ကိုခေါင်းထားပြီးတော့အနောက်ဘက်ကိုမျက်နှာမူစောင်းပြီးတော့အိတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မျက်နှာတော်ဟာအနောက်လောကရဘက်ကိုမျက်နှာမူပြီးသားဖြစ်ပွင့်တော့ကအရှိဘက်ကိုကြည့်တယ်ပြိဋိဘံဆံတော်အနောက်ဘက်ကိုကြည့်တယ်ဘာအဓိပ္ပာယ်လဲလောကကြီးကိုလင်းအောင်ပေးနေတဲ့နေမင်းကြီးဝင်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲအနောက်ဘက်ကနေထွက်တယ်လို့မရှိဘူးလေနေဝင်တာပဲရှိတယ်အဲ့တော့မြတ်စွာဘုရားဒီပြိဋိဘံဆံသွားခြင်းအပြင်လောကလူသားတွေအသိဉာဏ်တွေဆုံးရှုံးသွားတယ်ပေါ့အလင်းအောင်ဆုံးရှုံးသွားသလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဆုံးရှုံးသွားရင်လင်းအောင်ဆုံးရှုံးသလိုဆုံးရှုံးမှာပဲဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်တွေကိုခေါ်ကျူးတဲ့အနေနဲ့မြတ်စွာဘုရားဟာအရှိဘက်လှည့်ပြီးတော့ဘုရားဖြစ်ပြီးလက်ရနံပါးကိုစောင်းလို့အနောက်ဘက်ကိုမျက်နှာမူပြီးပြိဋိဘံဆံတော်မူခြင်းဟာလောကသားတို့အတွက်ပညာတစ်ခုပေးခဲ့ခြင်းပဲဖြစ်တယ်ဘုရားရဲ့ကရုဏာအမတ္တမကြီးမားတယ်ပြိဋိဘံဆန္ဒတောင်းမှာပဲမင်းတို့စံနမူနာယူခဲ့ဖို့လှုပ်ထားခဲ့တာဖြစ်တယ်ပေါ့နော်အစစအရာရာအသိပညာတွေပေးခဲ့လောကမှာအသိပညာအလွန်အရေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကနတ်သားတယောက်ဟောပြောတဲ့မိခွန်းနဲ့မေးတဲ့မိခွန်းကိုအခုလိုသာဝရကုသိုလ်တွေနဲ့ဖြေလိုက်တာနောက်တစ်ခေတ်ကျတော့သစ်ပင်တွေပြောင်းအောင်ခုံးကြလိုက်မယ်ဆိုတာသိလို့များဖြစ်မလားမသိဘူးအဲ့ဒါကြောင့်မို့ဒါတွေစိုက်ကြလို့ဆိုတဲ့အဓိပ္ပာယ်ဖော်ပြတာနော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရား2600ဟောခဲ့တဲ့တရားအဲ့တော့အခုတို့လူတွေဟာတက်တက်ကြွကြွဒီကုသိုလ်ကိုအရာယူနေကြတော့ဝန်တာဆရာပေါ့နော်ကမ္ဘာလောကကြီးကိုသစ်ပင်ဖြင့်အေးမြအောင်ဆောင်ရွက်နေကြပြီအာရမရောပါအယံသစ်ပင်တွေဥယျာဉ်တွေစိုက်ပျိုးတယ်ဝဏရောပါသစ်ပင်တွေစိုက်ပျိုးတယ်တော်တွေစိုက်ပျိုးတယ်တေတုကာရကသွာလာခက်တဲ့နေရာတွေမှာတရားခင်းပေးတယ်ပပရှေးဥစဉ်ရင်ကျေးမှုဥဒ္ဒပါဏရေရွင်ရေကန်လူရန်ကြတယ်ရေတရန်ဒီဥပတယံလူတွေနားခေါ်ဖို့ရအဆောက်အဦတွေဇယတ်တွေဆောက်လို့လူရန်ကြတယ်ဆိုတဲ့ဒီကုသိုလ်မျိုးတွေဟာသာဝရကုသိုလ်မျိုးတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဒီနတ်သားရဲ့အမေကိုဒီကုသိုလ်မျိုးတွေနဲ့ဖြည့်ခဲ့တာဟာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့တကယ်ကိုရှေးကမြန်မာလူမျိုးတွေဟာဒီသုတ်တန်ကိုကြားနာပြီးတဲ့အခါမှာဒီကုသိုလ်မျိုးတွေယူခဲ့ကြတယ်လို့ပဲဒီလိုယူဆမှာရှေးလူကြီးတွေကစိုက်ကြတယ်သစ်ပင်တွေနော်အများကြီးစိုက်ကြတယ်သစ်ပင်တွေနောက်လူတွေကသာမစိုက်တာရှေးကလူကြီးတွေသစ်ပင်တွေအများကြီးစိုက်ခဲ့ကြတယ်အခုလေသစ်ပင်စိုက်တဲ့အဖွဲသစ်ပင်တွေစိုက်ပျိုးလာကြတယ်ဆိုတာဒါကောင်းတဲ့အလုပ်တစ်ခုပြန်ပြီးရှင်သန်လာခြင်းပဲဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲသာဝရကုသိုလ်တွေကိုပြုလို့သည့်အတွက်ကြောင့်သာဝရအစဉ်အမြဲကုသိုလ်တရားတွေဟာယင်ထဲမှာတိုးတက်များပြားလာမှာဖြစ်တယ်လို့သိ